ChatGPT ဆိုတာကိုယ့်အတွက် AI လားဒါမှမဟုတ်လို့ရှိရင်ကိုက DeepSeek ကိုမြန်မာလိုသုံးလို့ရတယ်ဆိုတာကိုကြားဘူးတဲ့အတွက်ကြောင့်မလို့ DeepSeek ကိုအရင်သုံးမှုတာလား it doesn't matter ပေါ့နော်ဘယ်လိုပဲသုံး AI ကိုကသုံးပြလာပေါ့နော်ကိုယ့်ရဲ့နေ့စဉ်တူက personal life မှာရောကိုယ့်ရဲ့လုပ်ငန်းဆောင်တာပေါ့နော် business scenario တွေမှာကိုသုံးဘူးလားပေါ့နော်ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ sales marketing ပေါ့နော် business development မှာ AI ကိုတော်တော်များများကသုံးလို့အဆင်ပြေလို့ကြားဘူးကြတယ်ပေါ့နော်ကျွန်တော်တို့ရုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ graphic designer တယောက်ဆိုလို့ရှိရင်သူကဒီနှစ်အစောပိုင်းပေါ့နော် January လောက်မှာ AI ကိုစသုံးတယ်တလခွဲလောက်အတွင်းမှာပဲသူ့ရဲ့ graphic design ပေါ့နော်ဒီ design လုပ်တဲ့ workflow ဒီတော်တော်ကြီးကိုပြုပြင်ပြောင်းလဲတာကိုကျွန်တော်တို့ကတွေ့ရတယ်အဲ့တော့သူ့ရှုထောင့်အောင်ကြည့်မယ်ဆိုလို့ရှိရင်တော့ AI ကိုအရင်စလိုက်ပြီးတော့မှဟိုပေါ့နော်စင်ကဲပြောင်းလဲပြီးတော့ပုံမိုချောမွေပြီးတော့ပို့ပြီးတော့ quality ကောင်းတယ်ပေါ့နော်ဒီမြန်ကောင်းသက်သာရတဲ့နိနာနေတရားတစ်ခုကိုသူဖြည်းဖြည်းချင်းမှာတိဆောက်သွားပြတာကိုကျွန်တော်တို့တွေ့ရတယ်။ကြမ်းများအဖြစ်ဆိုတစ်လနှစ်လအတွင်းမှာတင်ကိုတော်တော်ကိုကျွမ်းကျင်လာရလို့ကျွန်တော်တို့တွေ့ရတယ်။ဒါမှမဟုတ်လို့ရှိရင်တချို့ကကြတော့ sales ဒါမှမဟုတ် customer support ပေါ့နော်အဲ့လိုနေရာမျိုးမှာသုံးနေဆိုလို့ရှိရင်လေကိုကဒီemail တွေဝင်လာတယ်chat တွေဖြေရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ social media ကန်ရတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ requirement အလိုက်ကိုကပြန်ပြီးတော့ customer ကိုဒီမြန်မာလိုပဲဖြစ်စေအင်္ဂလိပ်လိုပဲဖြစ်စေပြန်တုံ့ပြန်ရတဲ့ကဏ္ဍတွေမှာလည်းတချို့ဆိုလို့ရှိရင် ChatGPT ကိုစသုံးပြီးတော့မှ Gemini ကိုပြောင်းသုံးနေတာရှိသလိုဒီမြန်မာလိုတော်တော်များများပြောရတဲ့တချို့ဆိုလို့ရှိရင်တော့ DeepSeek ကိုပို့ပြီးသုံးပြတာများတယ်လို့ကျွန်တော်တို့တွေ့ရတယ်